အားလုံးပဲမင်္ဂလာပါရှင် LUBC Open House ရဲ့ဒုတိယ session ကနေပြန်လည်ကြိုဆိုပါရရှင်ဒီနေ့ section မှာတော့ကျမကပေါ့နော်ဒီ LUBC မှာကျောင်းတက်ပြီးတော့မှ student journey ပြီးဆုံးတော့မဲ့ကျောင်းသားကျောင်းသူတွေနဲ့ဖိတ်ခေါ်ထားပြီးတော့မှသူတို့ရဲ့ internship experience sharing session လေးကိုမြန်မာလိုပဲပြောပြပေးတော့မှာဖြစ်ပါတယ်ရှင်ကျမကတော့ဒီအစီအစဉ်ရဲ့ host ဖြစ်တဲ့မဆုကေဖြစ်ပါတယ် academic services manager ဖြစ်ပါတယ်ရှင်အခုပထမအဆုံးအနေနဲ့ကျောင်းသားကျောင်းသူများအားလုံးကို congratulations လို့ပြောချင်ပါတယ်ရှင်အခုကျမဖိတ်ခေါ်ထားတဲ့ကျောင်းသားကျောင်းသူတွေကတော့ယတိမီယာအောင်ခန့်မင်းနဲ့နန်းတို့ပဲဖြစ်ပါတယ်ရှင်ဆိုတော့ဒီယတိတို့ဒီကျောင်းသားကျောင်းသူတွေအနေနဲ့ပေါ့နော်ဒီ LUBC မှာတက်နေစဉ်တစ်လျှောက်လုံးဘယ်လိုမျိုး experience တွေရခဲ့လဲပေါ့နော်ဘယ်လိုမျိုး skill development တွေဖြစ်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျောင်းသားကျောင်းသူများအားလုံးကိုကျေးဇူးတင်ပါတယ်နော်အခုဒီ session လေးကိုပါဝင်ပြီးတော့မှ participate လုပ်ပေးတဲ့အတွက်ပေါ့နော်ဆိုတော့ပထမဆုံးမိခွန်းအနေနဲ့ယတိအနေနဲ့ပေါ့နော် LUBC ကိုဘယ်လိုမျိုးရွေးချယ်ပြစ်တာလဲပေါ့နော်အဲ့ဒါလေးကိုအမကိုပြောပြပေးပါအောင်ပထမဆုံးကပေါ့နော်ညီမကကြတော့ဒီ HND ပတ်တွေရလာတာပေါ့နော် HND ပတ်တွေရလာတာဆိုတော့ဒီ HND ပြီးရဲ့အခါမှာဒီ final year top တက်ဖို့ကြောင်းတွေကိုလိုက်ရှာတာပေါ့နော်လိုက်ရှာတဲ့အချိန်မှာညီမကြောင်းရှာတော့ကဒီထိုင်းမှာကကြတော့ဒီ top ပြီးရဲ့ uni တွေကတိတ်မရှိဘူးနည်းတယ်ပေါ့နော်အဲ့တော့ရှာရင်နဲ့ဒီ LUBC ကိုတွေ့ရနောက်ပြီးတော့ဒီ HND တက်တော့ကအတိတွေကတချို့ကလည်းဒီ shape batch ကပေါ့နော်ဒီ LUBC မှာလည်းလက်ရှိ join နေဆိုတော့သူတို့ကိုမေးပြီးတော့မှဒီအတိတွေကနေတဆင်ရောတည်ပြီးတော့မှပေါ့နော် LUBC ကို join ဖြစ်တာပါဟုတ်ကဲ့ပါဒါဆို LUBC မှာ top up 1 year လာ join နေပေါ့နော်ဟုတ်ကဲ့ပါရှင်အဲ့ဆိုလို့ရှိရင်မီယာရောပြောပြပေးပါအောင်ဟုတ်ညီမလည်းမရဲ့ဒီလိုပဲပေါ့နော်ဒီ HND ပြီးသွားတော့ကြတော့ညီမအနေနဲ့ဒီ international exposure ရချင်တော့ထိုင်းမှာကျောင်းနေလိုက်ရှာရဲဒါပေမဲ့ညီမရဲ့ HND ကကြတော့ UK ပတ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ထိုင်းမှာပြန်တက်လို့ရှိရင်ကြတော့ပုံမှန်ကျောင်းနေအစအနေပြန် join ရတယ်ပေါ့နော်ဒါပေမဲ့ညီမ research လုပ်လိုက်တော့ LUBC ကိုတွေ့ရဲ LUBC ကကြတော့ဒီ final year တစ်နှစ်ထင်းနဲ့ top up လုပ်လို့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ညီမအနေနဲ့လည်းပို့ပြီးတော့အဆင်ပြေတဲ့အတွက်ကြောင့်မလို့ LUBC ကိုရွေးပြီးခဲ့ရပါဟုတ်ကဲ့ပါအဲ့ဒါဆိုလို့ရှိရင်အခက်မင်းအနေနဲ့ရော LUBC ကိုဘယ်လိုရွေးချယ်ပြတာလဲအဲ့ဒါလေးအမကိုပြောပြပေးပါဦးနော်ကျွန်တော်ကလည်းဒီမြန်မာနိုင်ငံမှာပဲဒီ HND business ကိုပြီးခဲ့ရပါတော့အဲ့တော့ကျွန်တော်အနေနဲ့ဒီ bachelor year ကိုတော့နိုင်ငံခြားမှာတက်ချင်တယ်ဆိုတော့ကျွန်တော်အနေနဲ့ကျောင်းနေစရှာရပါတော့အဲ့ချိန်မှာအဓိကတော့ဒီ LUBC ကိုတွေ့ကြရပါတော့ LUBC ကအဓိကအချက်ကတော့ကျွန်တော်အနေနဲ့ဘယ်လိုပြောအောင်နေရာ LUBC ရဲ့ location ကဒီမြို့ထဲမှာရှိတယ်ကျွန်တော်တို့သွားတာအရန်အဆင်ပြေတယ်အဲ့ဟာကိုပဲအဓိကတွေးပြီးတော့ပဲကျွန်တော်အနေနဲ့ရွေးခဲ့ရပါတော့ဟုတ်ကဲ့ပါဟုတ်ကဲ့နန်းအနေနဲ့လဲပေါ့နော်နန်းကကြတော့ LUBC မှာ foundation တွေကစပြီးတော့မှ join တာနော်အဲ့တော့ခါကြတော့ဒီ LUBC ကိုဘယ်လိုမျိုးရွေးချယ်ဖြစ်တာလဲပေါ့နော်အဲ့ဒါလေးကိုမှပြောပြပေးပါအောင်ဟုတ်ကဲ့နန်းကကြတော့မြန်မာနိုင်ငံမှာ10တန်းစနစ်ဟောင်းပြီးတာပေါ့နော်အဲ့ဒါပြီးတော့နိုင်ငံခြားမှာလည်းပွဲယူခြင်းနဲ့ပြီးတော့နန်းကတကယ်လို့ UK ပွဲယူမယ်ဆိုရင် UK ထိသွားခြင်းဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီဘယ်ကောင်းမှာပဲတက်ပြီးတော့ UK ပွဲရမယ် LUBC ကိုရွေးချယ်ဖြစ်နေပါဟုတ်ကဲ့ပါအဲ့ဒါဆိုလို့ရှိရင်ပေါ့နော်ဒီအမရဲ့ဒုတိယမိန်းကုန်းကကြတော့ဒီ LUBC မှာတက်နေရင်းနဲ့ပေါ့နော်အမတို့ရဲ့ NLN လို့ခေါ်တဲ့ internship ကိုလည်းအကုန်လုံး join ကြတယ်ပေါ့နော်ဒီ program လေးလည်း join တာဖြစ်တဲ့အတွက်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းအမဒီ experience လေးပေါ့နော်အဲ့ဒါလေးလည်းနားထောင်ခြင်းနဲ့ဆိုတော့ပထမဆုံးအနေနဲ့ယတိက LUBC မှာကျောင်းတက်နေစဉ်တစ်လျှောက်လုံးမှာ internship အနေနဲ့ဘယ်ဌာနမှာဘယ် department မှာအလုပ်လုပ်ခဲ့လဲအလုပ်ကရောဘာတွေလုပ်ရလဲအဲ့ဒါလေးကိုအမပြောပြပေးပါအောင်နော်ဟုတ်ကျောင်းကတော့ဒီရေရစတာကြတော့ပြီးခဲ့တဲ့နှစ်10လပိုင်းမှာစရပေါ့နော်ဒါပေမဲ့ intern ကကြတော့ဒီ12လပိုင်းဒီဇင်ဘာလောက်မှာစပြီးတော့လုပ်တယ်ဆိုတော့အခုတော့ဒီ8လဝန်းကျင်လောက်ရှိပြီပေါ့နော်intern စလုပ်နေတာintern လုပ်တာကကြတော့ဒီ marketing and student services department မှာ intern လုပ်တယ်ပေါ့နော်ဆိုတော့အဓိကကတော့ဘာတွေလုပ်ရလဲဆိုတော့ဒီ student services ဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေနဲ့အဓိကပြောဆိုဆက်သွယ်ရတာမျိုးရှိရဲဒီကျောင်းသားတွေရဲ့ပေါ့နော်တချို့ activity တွေမှာ support ဝင်လုပ်ပေးရတာမျိုးတွေရှိရပေါ့နော်နောက်တစ်ခုကတော့ marketing ပေါ့ marketing ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကျောင်းနဲ့ပတ်သက်တဲ့ပေါ့နော် promote လုပ်ပေးရတဲ့ပွဲတွေကိုတက်ပေးရတယ်ဥပမာပြောမယ်ဆိုလို့ရှိရင်ဒီ education fair တွေမှာလိုက်ပြီးတော့ join ပေးရတာမျိုးရှိရပေါ့နော်နောက်တစ်ခုကကြတော့ဒီ promotional video ရိုက်တဲ့အခါမှာတော့ assist လုပ်ပေးရတယ်ပေါ့နော်အဲ့ဒါတော့အဓိကmain ခြေတွေပေါ့နောက်တစ်ခုကကြတော့ဒီကျောင်းကပေါ့နော်ခုနကလို education fair တွေတော့ join နေပါညာဆိုလို့ရှိရင်ကြတော့ဒီ partner တွေနဲ့reach out လုပ်ရတာမျိုးရှိတယ်ဆိုတဲ့အခါကျတော့ဘယ်လို partner မျိုးနဲ့တွဲမလဲဘယ်လိုမျိုးဒီလုပ်ငန်းအတူတွဲလုပ်မလဲဆိုတာမျိုးတွေကိုသိဖို့အတွက်ဒီ market research တွေလည်းလုပ်ရတယ်ပေါ့နော်အဲ့ဒါတွေကတော့အဓိကဒီကိုလုပ်ခဲ့တဲ့ department မှာရဲ့အဓိကခြေတွေပေါ့နော်ဟုတ်
ဟုတ်ကဲ့ပါတကယ်ကိုပေါ့နော် practical ကြတဲ့ learning ကိုလုပ်ရတာပေါ့နော် experience တွေလည်းရမယ်ထင်ပါတယ်ဆိုတော့မိရအနေနဲ့ရောဒီ internship ကဘယ် department မှာလုပ်ခဲ့ရလဲဘာတွေလုပ်ခဲ့ရလဲအမကို share ပေးပါအောင်နော် ညီမကကြတော့ဒီ LUBC ရဲ့ RT Academic Department က Academic Intern အနေနဲ့လုပ်ခဲ့ပါတယ်ပေါ့နော်ညီမလည်းအမရဲ့ဒီလိုပဲဒီ Academic Intern ကိုလုပ်ခဲ့ရ9နှစ်8နှစ်တော့ရှိပြီပေါ့နော်9လ10လရှိသွားပါပြီဒါပေမဲ့ Academic Intern အနေနဲ့ JDs ကတော့ဘာလို့ရလဲဆိုတော့ညီမအနေနဲ့ဒီAcademic ဒီ term တစ်ခုမစခင်ပေါ့နော် semester တစ်ခုမစခင်မှာဆိုလို့ရှိရင် Academic calendar တွေပြင်ပေးရတယ်ပြီးသွားလို့ရှိရင်ဒီကျောင်းသားတွေရဲ့ assessment schedule တွေဆွဲပေးရတယ်ဒီ lecturers ရဲ့ timetable ဆွဲပေးရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုအနေနဲ့ကျတော့ဒီ foundation တို့ year 1 ကလေးတွေအနေနဲ့ဒီစာနားမလည်တာတို့ဘာလို့ဆိုလို့ရှိရင်လည်းညီမအနေနဲ့ဒီကလေးတွေကိုရှင်းပြပေးရတယ်ပြီးသွားလို့ရှိရင် module lecturers တွေအနေနဲ့လိုအပ်တဲ့materials တွေပေါ့နော်အဲ့ဒါတွေအကုန်လုံးလည်း access လုပ်ပေးရပါတယ်ဟုတ်ကဲ့ပါဒါဆိုတကယ်ကိုလုပ်ငန်းခွင်မှာပေါ့နော်တကယ် practical ကြတဲ့ experience တွေရမယ်လို့လည်းအမမျှော်လင့်ပါတယ်ဟုတ်ကဲ့ပါအဲ့ဆိုရင်အောင်ခမင်းအနေနဲ့ရောဘယ် department မှာ internship ဆင်းရလဲဘာတွေလုပ်ခဲ့ရလဲပေါ့နော်အဲ့ဒါလေး share ပေးပါအောင်ကျွန်တော်ကတော့ဒီ academic department အောက်မှာပေါ့နော်ကျွန်တော်ရဲ့ supervisor Mr. Steve ပါကျွန်တော်ကတော့ဒီ intern program ကိုက second sem မှာစ join ရဆိုတော့ကျွန်တော်3-4လလောက်ပဲရှိသေးတယ်ပေါ့နော်ကျွန်တော်အဓိကလောက်ရတာတော့ကျောင်းသားရဲ့ဒီ extra curricular activities တွေမှာပြီး sports activity တွေပြီးရင် trip တွေကိုorganize လုပ်ရတယ်ပြီးရင်ဒီ year 3 students တွေရဲ့ဒီ year 3ပြီးရင်ပေါ့နော်ဒီ bachelor year ပြီးရင်ဒီ transformation နဲ့journey program ရှိရပေါ့နော်ဒီအလုပ်ငန်းခွင်ဝင် ready ဖြစ်နေဖို့အတွက်အဲ့ program ပေါ့နော်အဲ့ program ကိုဒီကဆရာမတယောက်နဲ့တူတူmanage လုပ်ရတယ်ပေါ့နော်ဒီကလုပ်ရပါဟုတ်ကဲ့ပါအဲ့ဆိုလို့ရှိရင်ပေါ့နော်နန်းအနေနဲ့လည်းအမကို internship experience လေးတွေ share ပေးပါဘာလို့ဆိုတော့နန်းကကြတော့အမတည်ထားတာကဒီ final year ရောက်မှဘန်ကောက်မှာ join တာပေါ့နော် join ပြီးတော့မှဒီ foundation နဲ့နေစပြီးတော့မှ online မှာကျက်ရင်းနဲ့လည်း internship လုပ်တယ်လို့တည်ထားပါတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးလည်းပြောပြပါအောင်နော်ဟုတ်ကဲ့နန်းကဒီ LUBC ကို foundation ကလေးကစ join တော့ first year ပြီးတော့မန္တလေးမှာပဲ internship ရခဲ့တယ်ပေါ့နော်မန္တလေးချမ်းသာ Academy MCTA မှာ teaching assistant အနေနဲ့ internship ရခဲ့တယ်အဲ့မှာဆိုရင်နန်းကဒီကျောင်းသားတွေအဓိကတော့ကလေးထင်းရတယ်ပေါ့နော်ကျောင်းသားတွေကိုသူတို့စာနဲ့ပတ်သက်တာတွေကို support လုပ်ပေးရတယ် study time မှာသူတို့နဲ့နေပေးရတယ်ပြီးရဒီဆရာတွေကိုဒီတင်ကြားရေးပိုင်းမှာကူညီပေးရတယ်ပေါ့နော်အဲ့ဒါလုပ်ခဲ့ရတယ်ဒီနောက်ဆုံးနေ့ဘန်ကောက်ရောက်လာတော့နန်းကအခု SSIS Science Singapore International School assessment department မှာ intern လုပ်နေပါတယ်ပေါ့နော်ဒီမှာကျတော့နန်းကဒီကျောင်းတစ်ခုလုံးနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကန်ရတယ် like exam paper တွေအဲ့ဒါတွေကိုlike exam နည်းရင် print လုပ်ပေးရတယ်အဲ့ဒါတွေကိုထိန်းသိမ်းပေးရတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒီ internship ကလည်း department အသီးသီးပေါ့နော် RBI Thailand အောက်မှာရှိနေတဲ့ department အသီးသီးမှာလုပ်နေတာဖြစ်တဲ့အတွက်ပြီးတော့လည်းတကယ်ကိုလုပ်ငန်းခွင်မှာပေါ့နော်တကယ်လုပ်ငန်းခွင်မှာလုပ်နေတာဖြစ်တဲ့အတွက် internship experience တွေကတော့practical ကြတဲ့ experience တွေကတော့တကယ်ရမယ်လို့မမျှော်လင့်ပါတယ်နောက်တစ်ခုကကြလည်းဒီရဲ့ skill လေးတွေကပေါ့နော်ဒီចောင်းပြီးသွားလို့တကယ်လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်းအသုံးတည့်မယ်လို့မျှော်လင့်ပါတယ်ပေါ့နော်ဆိုတော့ဒီ internship နဲ့ပတ်သက်ပြီးတော့ပေါ့နော် internship မလုပ်ခင်ကနဲ့ internship လုပ်ပြီးတဲ့အချိန်နဲ့ပေါ့နော်ဒီကျောင်းသားကျောင်းသူတွေမှာဘယ်လိုမျိုးကိုပေါ့နော် skill develop ဖြစ်လာတယ်ပေါ့နော်အဲ့ဒါလေးတွေလည်းအမကိုနည်းနည်းလေး share လုပ်ပေးပါအောင်ပေါ့နော်ယတိကနေစပြီးတော့ပြောပေးပါအောင်နော်ဟုတ်အဓိကပေါ့နော် skill develop ဖြစ်လာတဲ့ဟာကြတော့ညီမကကြတော့ personality အားဖြင့်ကြတော့နည်းနည်း introvert ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအရင်တော့ကကြတော့ဒီ solo ပဲသွားအများရဲ့တိတ်ပြီးတော့အကုန်လုံးနဲ့ communicate တိတ်မလုပ်ဖြစ်ဘူးပေါ့နော်အခု intern လုပ်တဲ့အခါမှာအဓိကဒီကိုလောက်ရတဲ့ GD တွေကကြတော့ဒီចောင်းသားတွေနဲ့ communicate လုပ်ရတဲ့အပိုင်းတွေပါတာပေါ့နော်အဲ့ဒီအခါကျတော့ဒီမဖြစ်မနေပေါ့နော် communication လုပ်ရတဲ့အခါကျတော့ဒီဘယ်လိုចောင်းသားတွေနဲ့ဟို conversation ကိုကောင်းမွန်တဲ့ conversation ဖြစ်အောင်လုပ်မလဲဘယ်လိုမျိုးစကားပြောမလဲဆိုတာတွေကိုသင်ယူရတယ်ဆိုတော့အဓိကကတော့ communication skill တက်လာတယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ဒီចောင်းသားတွေအပြင်ကိုမှဒီလုပ်ငန်းခွင်တစ်ခုထဲမှာဝင်ရောက်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိုယ်ကိုယ်နဲ့ဘယ်လိုဆက်ဆံမလဲအစားရှိသဖြင့်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အဓိကကတော့ communication skill တိုးတက်လာတယ်လို့ထင်တယ်နောက်တစ်ခုကကြတော့ဒီကိုရီးယားကြတော့ intern လုပ်နေတဲ့အတော်အတွင်းမှာဒီအကြောင်းနဲ့တက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်တစ်ဖက်မှာလည်းအလုပ်လုပ်ရတယ်နောက်တစ်ဖက်မှာကြတော့လည်းဒီပေါ့ဒီကိုယ့်ရဲ့ assessment တွေ presentation တွေ project တွေကို deadline အမီလုပ်ရတယ်ပေါ့နော်အဲ့ဒီခါကျတော့ဒီ assessment တွေလည်းလွတ်မသွားအောင်ကိုယ့်ရဲ့ assign test တွေကိုလည်း
အားပေးအောင်ပေါ့နော်အဲ့လိုလုပ်ရတယ်ဆိုတော့ဒီ time management ပေါ့နော်ကိုယ်စီမှာရှိနေတဲ့ time ကိုဘယ်လိုမျိုး manage လုပ်မလဲဆိုတာကိုပို့ပြီးတော့မှဒီစီမံခန့်ခွဲတက်လာရပေါ့နော်အဲ့တော့အဓိကအပြင်ကတော့ဒီ communication skill နဲ့ time management skill ကိုတိုးတက်လာရလို့မြင်နေပေါ့ဟုတ်ဟုတ်ကဲ့ပါဒါလည်းတကယ်ကိုလုပ်ငန်းခွင်ဝင်တဲ့အခါမှာတကယ်လိုအပ်တဲ့ soft skill လေးတွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတိုးတက်လာတယ်လို့သိရတဲ့အတွက်လည်းအရင်ဝမ်းသာပါတယ်ဟုတ်ကဲ့ပါအဲ့ဆိုမီယာအနေနဲ့မအောင် share ပြပါဦးနော်ကိုအနေနဲ့ဘယ်လို skill လေး develop ဖြစ်လာလဲဆိုတာနော်ဟုတ်ညီမကကြတော့ academic intern လုပ်ရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီ academic calendar တို့ assessment schedule တွေဆိုတဲ့အခါမှာဆိုလို့ရှိရင်ဒီတစ်ဖက်က education partner ကပေးရဲ့ဒီ date တွေပေါ့နော်အထူးသဖြင့် exam date တွေရဲ့ပြီးလို့ရှိရင် assignment coursework တွေတရားမဲ့ date တွေရဲ့ညီမအနေနဲ့မမအောင်ပေါ့နော်အသေးစိတ် double check လုပ်ရတယ်အဲ့အတွက်ကြောင့်မလို့ညီမအနေနဲ့ဒီ detail oriented ဖြစ်လာရဲဆိုတဲ့skill ပေါ့နော်ဒီတစ်ခုရလာတယ်ပြီးတော့နောက်ထပ်တစ်ခုကကြတော့ညီမကဒီ LUPC ရဲ့ weekly newsletter ရေးရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့မရေးခင်မှာဆိုလို့ရှိရင်ဘယ်လို content ရေးမလဲဆိုတာ brainstorm လုပ်ရတယ်ပြောရလို့ရှိရင်ကျောင်းသားတွေကိုပို့ပြီးတော့ engaging ဖြစ်အောင် attract ဖြစ်အောင်ဘယ်လို content လေးရောက်လုပ်မလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းညီမအနေနဲ့ skill တိုးတက်လာတယ်လို့မြင်တယ်ပြီးတော့နောက်ဆုံးတစ်ခုကကြာ communication skill ပေါ့နော်ညီမအနေနဲ့အဲ့ဒါကိုလည်းအရေးကြီးဆုံးလို့မြင်တယ်ဒီလုပ်ငန်းခွင်မှာကြာတော့ကိုကဒီကိုယ့်ရဲ့ co-workers ပြီးလို့ရှိရင် senior တွေနဲ့ရောဘယ်လိုမျိုး formally communicate လုပ်မလဲပေါ့နော်အဲ့ဒါကိုလည်းအသေးစိတ်သိလာတဲ့အတွက်ကြောင့်ညီမအနေနဲ့တော့ဒီ skill develop ဖြစ်လာတယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါဒါလည်းတကယ်ကိုအရေးကြီးတဲ့ skill တွေဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒီအခက်မင်းအနေနဲ့ပေါ့နော်ကိုဘယ်လို skill လေးတွေ develop ဖြစ်လာလဲပြောပြပေးပါအောင်နော်ကျွန်တော်အတွက်လည်းဒီရှေ့ကအမကြီးပြောခဲ့သလိုပဲကျွန်တော်တို့အတွက်လည်းဒီက communication နဲ့ဒီ time management skill တွေဒီကတက်လာဖို့ထင်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ intern မလုပ်ခင်ကတော့ဒီအကြောင်းလာတဲ့ဒါအတန်းတက်တယ်ပြီးပြန်တယ်တုံတိတ်စကားမပြောပြဘူးပေါ့နော်ဒါပေမဲ့ဒီ intern လုပ်ပြီး intern လုပ်နေတဲ့အချိန်မှာကျတော့ဒီကျောင်းသားတွေနဲ့အများနဲ့ communicate လုပ်ရတယ်ပြီးရင်တော့ဒီကျွန်တော်ရဲ့ supervisor ဆရာတွေကလည်းဒါဘယ်လိုပြောမလဲ foreign ဆရာတွေ foreign supervisor ဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ English language skill လည်းပို့ပြီးတော့တက်လာရလို့မြင်နေပေါ့နော်ပြီးရင်တော့ဒီ time management ပေါ့time management ပေါ့နော်အဲ့ဒါလည်းဒီကတော့ကျွန်တော်တို့အနေနဲ့ဒီအလုပ်လုပ်ရတယ်ပြီးရင်ဒီ assignment တွေ presentation တွေလုပ်ရတဲ့အတွက်ကြောင့်ဘယ်လိုပြောအကုန်လုံးတေချာလုပ်ရတယ်ပေါ့နော်အဲ့ဒါကြောင့် time management လည်း skill လည်းတေချာတက်လာဖို့မြင်နေပေါ့နော်ကျွန်တော်အနေနဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဲ့ဆိုလို့ရှိရင်နန်းကကြတော့ဒီမှာဆိုလို့ရှိရင် internship experience အနေနဲ့ပေါ့နော်ဒါလောက်သက်များတဲ့လူလို့ပြောလို့ရတယ်ဆိုတော့ခါကျနန်းအနေနဲ့ရောကိုပေါ့နော်ဘယ်လို skill လေးတွေ develop ဖြစ်လာတယ်လို့မြင်လဲပေါ့နော်နန်းအနေနဲ့ကျတော့ MCD မှာမလုပ်ခင်တော့လူရမ်းကြောက်တယ်ပေါ့နော် introvert လေး introvert ဖြစ်တော့MCD မှာလုပ်ပြီးတော့ဆရာတွေနဲ့လည်း communicate လုပ်ရတယ်ကျောင်းသားတွေနဲ့ရောအဓိကကျောင်းသားတွေနဲ့ပေါ့နော်သူတို့နဲ့ပြောဆိုရတယ်သူတို့like ကူညီပေးရတာဆိုတော့သူတို့နဲ့ communicate လုပ်ရတယ်ပေါ့နော်အဲ့ချိန်ကျတော့ communication skill ကတော့တကယ်ကိုတော်တော်တိုးတက်လာတယ်ပေါ့နော်နောက်တစ်ခုက time management ဘာလို့လဲဆိုတော့နန်းကစာလဲတင်ရတယ်ကလေးတွေလည်းထင်ရတော့စာတင်ပြီးတော့ကလေးတွေသွားတယ်အဲ့လိုမျိုးဆိုကြတော့အဲ့ manage လုပ်ရတယ်ပေါ့နော် time ကိုအဲ့ကြတော့ time management skill ကတော့တိုးတက်လာတယ်ဒီရောက်တော့နန်းကဒီ assessment department မှာ Google Drive သုံးရတယ် Excel တွေ Word တွေအဲ့အရာတွေသုံးရတာဆိုတော့အဲ့ tools တွေနဲ့ပတ်သက်ပြီးတော့လည်းတော်တော်တိုးတက်လာတယ်နန်းကတကယ်ပြောရရင်ဘာမှမသိခဲ့ဘူးပေါ့နော်ပြောရရင်အဲ့ဒီရောက်ပြီးမှ assessment department ရောက်ပြီးမှအဲ့ဒါတွေကိုလည်းတွင်းတွင်းကြဲကြဲသုံးသက်လာခဲ့တယ်ဟုတ်ကဲ့ပါအားလုံးကိုလည်းကျေးဇူးတင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီလို skill လေးတွေပေါ့နော်တကယ်ကိုရဲ့ life မှာအရေးကြီးတဲ့ soft skill တွေနောက်တစ်ခုကကြတော့ဒီလုပ်ငန်းခွင်မှာအသုံးဝင်နေပေါ့နော်ဒီ skill လေးတွေတိုးတက်လာတာပေါ့နော်ဒီ internship ကနေရရှိလာတာဒီမြင်ရတဲ့အတွက်လည်းအရန်ကိုဝမ်းသာပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒါဒီတီးတန့်ပေါ့နော် job training အနေနဲ့ကျောင်းပြီးတော့မှတီးတန့်ယူစရာမလိုဘဲနဲ့ကျောင်းတက်နေနေပဲတပြိုင်နက်တည်းရနိုင်နေပေါ့နော်ဒီအန်နလန်အစီအစဉ်လေးကလည်းတကယ်ကိုကောင်းတယ်လို့လည်းအမကတော့မြင်ပါတယ်ပေါ့နော်ဆိုတော့နောက်ဆုံးအနေနဲ့ပေါ့နော်အမမေးချင်တဲ့မေးခွန်းကဘာလဲဆိုတော့အခုလာပြီးတော့မှ October intake မှာလာပြီးတက်မဲ့ကျောင်းသားကျောင်းသူတွေရှိတယ်ဆိုတော့မြန်မာကျောင်းသားကျောင်းသူတွေရှိတယ်ဒါကြောင့်မို့လို့အဲ့လိုမျိုးကျောင်းသားကျောင်းသူတွေအတွက်ကောအခုဒီကျောင်းပြီးတော့မဲ့ပေါ့နော် student journey ပြီးဆုံးတော့မဲ့ကျောင်းသားကျောင်းသူတွေစီကနေပြီးတော့မှဒီ advice လေးတွေပေါ့နော်အမအနေနဲ့ကြားချင်ပါတယ်ဒါကြောင့်မို့လို့ယဒီကနေစပြီးတော့မှ advice လေးပြောပြပါအောင်နော်ဟုတ်အဓိကပေါ့နော်ဒီ LUPC မှာအဓိကအချက်ကကြတော့ဒီကျောင်းတက်နေနေ intern လုပ်လို့ရတယ်ဆိုတဲ့အချက်ပေါ့နော်အဲ့တော့ဒီကိုကဒီကျောင်းကလည်းတက်မယ်ကျောင်းတက်နေတဲ့ဒီပိုင်းနဲ့ထဲမှာဒီစာတင်တာပဲမဟုတ်ဘဲနဲ့ဒီ career journey အတွက်ပေါ့နော်ဒီ internship experience working experience လုပ်ခြင်းနဲ့ဒီကျောင်းပြီးသွားတာနဲ့ဒီ academic ပဲမဟုတ်ဘဲနဲ့ဒီ CV မှာပေါ့နော်ကိုရဲ့ဒီ internship experience တွေထည့်ခြင်းနဲ့ဒီတိတ်ချာလေးအပေါ်နော်အခြားဒီ career path တွေအတွက်ပြင်ဆင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ LUPC ကို
ရွေးချယ်တာဒီကောင်းမွန်တဲ့အခွင့်အလမ်းတစ်ခုလို့မြင်နေပေါ့နော်ဟုတ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဲဆိုလို့ရှိရင်မီယာအနေနဲ့ရောဒီလက်ရှိလာတက်မဲ့ပေါ့နော်ကျောင်းသားကျောင်းသူတွေအတွက်ကို advice လေးပြောပြပါအောင် ညီမအနေနဲ့ကျတော့ပထမဆုံးတစ်ခုအနေနဲ့ကိုက business administration ကျောင်းသားလည်းဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုအနေနဲ့ဘယ် function ပေါ့နော်ကျောင်းပြီးသွားလို့ရှိရင်ဘယ် function ကျွမ်းရမလဲဆိုတော့မသိသေးတဲ့သူတွေအတွက်ဒီ NLM program ကတော်တော်အဆင်ပြေရလို့ပြောလို့ရတယ်ပေါ့နော် intern လုပ်နေနေကိုကဘယ် function ဘယ်တမမှန်ကိုစိတ်ဝင်စားလဲကိုယ့်ရဲ့ interest ကိုလည်းရှာဖွေလို့ရတယ်ပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုကကျတော့ဒီကိုကဒီ time မှာလည်းတက်နေနေ international exposure လည်းရတယ်ပြီးသွားလို့ရှိရင်ဒီ allowance လည်းပေါ့နော်ကိုအတွက်ဒီတနိုင်တစ်ပိုင်းသုံးလို့ရ allowance လည်းရတဲ့အတွက်ကြောင့်လည်းညီမအနေနဲ့တော့အဆင်ပြေချင်ပါတယ်ဟုတ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ညီမလေးအဲဆိုအောင်ခံမင်းအနေနဲ့ရောလာတက်မဲ့ကျောင်းသားကျောင်းသူတွေအတွက် advice လေးပြောပြပါအောင်နော် ကျွန်တော်ပြောလေဒီရှေ့အမနှစ်ယောက်ပြောရသလိုပဲเนาะအဓိကတော့ NLM program ရှိတော့တော်တော်လေးအဆင်ပြေတာဒီကျောင်းတက်နေနဲ့ internship experience လေးရမယ်ပြီးရင်ဒီ allowance လေးရတော့ကျွန်တော်အနေနဲ့ဒီအပိုဝင်ငွေသုံးလို့ရတယ်ဗျာပြီးရင်တော့ဒုတိယချက်ကတော့ဒီကျောင်းရဲ့ location ပေါ့နော်တခြားကျောင်းတွေနဲ့ရှင်လိုက်ရင်ကျောင်းကတကယ်မြို့ထဲမှာရှိနေတယ်ပြီးရင်ဒီဘာနဲ့ပဲသွားအောင်နော်ရထားနဲ့ပဲသွားကားနဲ့ပဲသွားဆိုင်နဲ့ပဲသွားအောင်နော်ဘာနဲ့လာအဆင်ပြေဗျာအဲ့လိုမျိုးဆိုတော့အဓိက transportation တော်တော်လေးအဆင်ပြေပါတော့ကျွန်တော်မြင်ပါတော့အဲ့လိုမျိုးဆိုတော့ဒါအဓိကဒီနှစ်ချက်ကတော့ဒါထည့်သွင်းစဉ်းစားရမှာပေါ့နော် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဲဆိုရင်နန်းအနေနဲ့ရော advice လေးပြောပြပါအောင်နော် future students နန်းအနေနဲ့ advice ပေးရမယ်ဆိုရင် experience အနေနဲ့ပေါ့နော်နန်းကကြတော့ဒီ foundation ကနေ second year အထိကို online နဲ့ join လာတာပေါ့နော်အဲ့ဒါဆိုတော့တကယ်လို့အခုလာတက်မဲ့သူတွေကကိုမိဘတွေကိုမခွဲနိုင်တာပဲဖြစ်ဖြစ်မလာချင်သေးလို့ပဲဖြစ်အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်အဲ့ဒါဆိုရင်တော့ online နဲ့လည်း join လို့ရတာအဆင်ပြေတော့ LUPC ကတော့တကယ်အဆင်ပြေပါတယ် online နဲ့လည်းဆိုတော့လေပြီးတော့နောက်တစ်ခုက NLM program လည်းရှိတယ်တကယ်လို့ကိုကမြန်မာနိုင်ငံမှာonline နဲ့ join နေဆိုရင်မြန်မာနိုင်ငံမှာလည်း NLM program လည်းရှိတော့အဲ့ဒါလည်းတစ်ချက်အဆင်ပြေတာပေါ့နော် intern ဆင်းလို့ရတာ ဟုတ်ကဲ့ intern ဆင်းလို့ရအောင် ဟုတ်ကဲ့ပါအဲဆိုလို့ရှိရင်အားလုံးကိုကျေးဇူးတင်ပါတယ်ပေါ့နော်ဆိုတော့အကုန်လုံးလည်း congratulations ဆက်ပြီးတော့လုပ်ပါတယ်ဆိုတော့လာမယ့်ဒီ graduation ကတော့ October လကုန် November လဆန်းမှာပေါ့နော် November 1ရက်နေ့မှာဆိုလို့ရှိရင်ပွဲရကြတော့မယ့်အကြောင်းသားကျောင်းသူတွေအတွက်ဒီအကြောင်းသားကျောင်းသူတွေအကုန်လုံးရဲ့ future endeavors ကလည်းတကယ်ကိုပေါ့နော်successful ဖြစ်ပါစေလို့လည်းအမအနေနဲ့ဆုတောင်းပေးပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့အခုလက်ရှိပေါ့နော်ဒီ October intake 2026 October မှာဖွင့်မဲ့ October intake မှာ join ချင်တဲ့ကျောင်းသားကျောင်းသူတွေဆိုလို့ရှိရင်အခုလိုမျိုး HND level 5ပြီးထားတဲ့ကျောင်းသားကျောင်းသူတွေဆိုလို့ရှိရင်လည်း LUBC မှာ top up 1 year တက်လို့ရပါတယ်အဲဒါဆိုလို့ရှိရင်တစ်နှစ်ပဲအချိန်ကုန်မယ်ဘာကမှလာတက်လို့ရတယ် international exposure ရမယ်နောက်တစ်ခုကကြတော့ NLM လို့ခေါ်တဲ့ paid internship program လည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့အမတို့စီကိုတိုက်ရိုက် email ပို့ပြီးတော့ပေါ့နော်ဒီ academic documents တွေနဲ့တကွာရှောက်ထားနိုင်တယ်နောက်တစ်ခုကကြတော့အကယ်၍များပေါ့နော်ကိုက10တန်းအောင်ထားတယ် grade 12ပြီးထားတဲ့ကျောင်းသားကျောင်းသူတွေဆိုလို့ရှိရင်တော့ foundation တက်စရာမလိုဘူး year 1ကနေစတက်လို့ရတာဖြစ်တဲ့အတွက်3နှစ်နဲ့ UK ဘွဲ့ရရှိမှာဖြစ်ပါတယ်နောက်ပြီးတော့ GED ပေါ့နော် GED ပြီးထားတဲ့ကျောင်းသားကျောင်းသူတွေဆိုလို့ရှိရင်လည်း GED ရဲ့၄ဘာသာစလုံးမှာတစ်ဘာသာချင်းစီကို165မှတ်နဲ့အထက်ရတယ်ဆိုလို့ရှိရင်လည်း foundation တက်စရာမလိုတော့ year 1ကနေစပြီး join လို့ရတယ်အကယ်၍များ165မှတ်အောက်ရောက်ရဲဆိုလို့ရှိရင်တော့ foundation 10လတက်ရမှာပေါ့နော်ပြီးတော့အရင်စနစ်ဟောင်း10တန်းအောင်ထားတဲ့ကျောင်းသားကျောင်းသူတွေဆိုလို့ရှိရင်လည်း10တန်းပဲဖြစ်ဖြစ်9တန်းပဲဖြစ်ဖြစ်ပေါ့နော်အောင်ထားတယ်ဆိုလို့ရှိရင်လည်း foundation ကနေစပြီးတော့မှ join လို့ရတယ်ဆိုတော့မြန်မာနိုင်ငံမှာရှိနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်က pathway တွေအများကြီးရှိတယ်ပေါ့နော်ကိုက HND ပြီးထားလား GED ပြီးထားလားနောက် O level ပြီးထားလားနောက်ပြီးတော့ဒီအစိုးရစနစ်နဲ့10တန်းအောင်ထားတာလား grade 12ပြီးထားလားစသည်အဖြစ်ပေါ့နော်ကိုယ့်ရဲ့ academic qualifications ပေါ်မူတည်ပြီးတော့မှဒီ LUBC မှာ pathway တွေရှိတဲ့အတွက်လည်းဒီလျှောက်ထားလို့ရတယ်ဒါကြောင့်မို့လို့ဒီလျှောက်ထားခြင်းလဲဆိုလို့ရှိရင် LUBC ရဲ့ Facebook Messenger တော့၎င်း TikTok ကနေတော့၎င်း Instagram ကနေတော့၎င်းဒါမှမဟုတ် direct email ပို့တော့၎င်းပေါ့နော်စာတီးအချင်းဆက်သွယ်ဆောင်စမ်းမေးမြန်းနိုင်ပါတယ်ပြီးတော့လာရောက်တက်မဲ့ပေါ့နော်အောက်တိုဘာမှာလာတက်မဲ့ကျောင်းသားကျောင်းသူတွေအကုန်လုံးကိုလည်း welcome လုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် LUBC Open House ကိုလည်းဒါနဲ့ပဲအဆုံးသတ်ပြစေရှင်အားလုံးကျေးဇူးတင်ပါတယ်